အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကောင်းချင်းဖင်ညွန့်လေးလှုပ်ရှားမှာဖြစ်ပါတယ်ဒီရက်ပိုင်းမှာနေမကောင်းဖြစ်တာမို့လို့အတန်ဝင်သွားပြီးတော့ကောင်းကစားမှုပင်ကိုအတန်နဲ့ပြောင်းနေပါတယ်ရှင်ကောင်းချင်းဖင်ညွန့်ကိုဝါရုံနဲ့လုံးမှာဖြစ်ပြီးတော့ရိုးရိုးကောင်းချင်းတုံးနဲ့ပြာရည်ကောင်းချင်းတုပ်ဆိုပြီးတော့နှစ်မျိုးလုံးမှာဖြစ်ပါတယ်ကောင်းချင်းငါးဘူးခန့်ကိုရေ3ထပ်လောက်စီးပြီးတော့ရေစိမ်ခဲ့ပါတယ်။ကောင်းချင်းရေစိမ်ပြီးတဲ့နောက်မှာကျွန်မကဝါရွက်ကိုတွားခုခဲ့ပါတယ်ရှင်။တောင်ကြီးမြို့ရဲ့တနေရာမှာဝါရွက်ကိုတွားခုခဲ့ပါတယ်။နေ့လယ်10နာရီခွဲဖြစ်တာမို့အဲ့ဒီနေရာလေးမှာလူသိမ့်မစီကားသေးပါဘူး။ဒါကတော့ကျွန်မဝါရွက်ခူးတဲ့နေရာလေးပါ။ဝါယုံကအောက်မြေကြီးအနေမှာရှိတာမို့လို့အပေါ်ကံပတ်လန်းကနေပြီးတော့ဝါရွက်ကိုအသာလေးလွယ်လွယ်ကူကူခူးရုံပါပဲရှင်အိမ်ရောက်တော့ခူးလာတဲ့ဝါရွက်တွေကိုရေစီးလိုက်ပါတယ်ဝါရွက်ကဒီတိုင်းထားရင်လိတ်သွားတတ်တာမလို့ကောင်းချင်းတို့မထုတ်ခင်ပြက်ပြန့်လေးဖြစ်အောင်တီချာလေးစီပြီးတော့ဝါညံ့နဲ့ညှက်ခဲ့ပါတယ်ရှင်ကောင်းချင်းစိန်ထားတာ4နိုင်လောက်ရှိတဲ့အချိန်နေ့လယ်2နာရီခွဲခန့်ထမင်းစားပြီးတဲ့နောက်မှာကောင်းချင်းဖင်ညွန့်လေးတွေကိုထုတ်လိုက်ပါတယ်နှုတ်ထုတ်ဖို့နီးကိုတော့ညကလေးကရေစိန်ထားခဲ့ပါတယ်နီးကိုအမှတ်5စီးမှာဈေးနေတော့ကဝယ်ခဲ့တာပါမဦးဆုံးရိုးရိုးကောင်းချင်းတုပ်ကိုလှုပ်ခဲ့ပါတယ်။ကောင်းချင်းထည့်ပြီးတော့ဖင်ညွန့်နဲ့ကိုကောင်းချင်းရအောင်နည်းနည်းခါပေးရပါတယ်။အပေါ်ကအရွက်လေးနဲ့ပြန်ဖုံးပြီးတော့နီးနဲ့ချီအောင်ပါပဲရှင်။တိတ်တော့မခက်ခဲပါဘူး။ငယ်တုန်းကကရင်ပြည်နယ်မှာရွာမှာနေတော့ဆိုရင်ကိုယ်တိုင်ဝါရွက်ခူပြီးတော့အဖွားကလှုပ်ပြခဲ့တာဖြစ်ပါတယ်အမြင်ရှိပြီးသားမို့အခုစမ်းလုပ်ကြည့်တော့လဲအဆင်ပြေပါတယ်ရှင်ကောင်းချင်း2ဘူးခန့်ကိုရိုးရိုးကောင်းချင်းတို့ထုတ်ပြီးတော့ကြံတဲ့3ဘူးကိုပြာရည်ထုတ်မှဖြစ်ပါတယ်ပြာရည်တုပ်တွေကောင်းချင်း3ဘူးခန့်ကိုလက်ချ2စွန်းခွဲဆောရာ2စွန်းခွဲခန့်ထည့်ပြီးတော့တမအောင်မွေလိုက်ပါတယ်လက်ချနဲ့ဆောရာထည့်ထားတဲ့ကောင်းကြီးဟာဆိုလို့ရှိရင်အနည်းငယ်ဝါချင်းချင်းအရောင်လေးပြောင်းသွားပါတယ်ချာနဲ့ဆောရာထည့်ထားတဲ့ကောင်းချင်းတုပ်ကိုကျမတို့ကရင်ပြည်နယ်မှာတော့ပြာရည်တုပ်လို့ခေါ်ကြပါတယ်ကျမအဖွားထုတ်တယ်လို့သုံးမြောင်းပုံတရံမထုတ်ထက်တဲ့အတွက်ကောင်းချင်းပြာရည်တုပ်ကိုဖင်ဂျွန်လေးပဲထုတ်ခဲ့ပါတယ်ရှင်
ဝယ်ထားတဲ့နီးကနည်းနည်းလေးရှိတယ်ဖြက်လေးကျဲတာမို့လို့နှစ်ပိုင်းဖြတ်ပြီးတော့အမြင်ပြန်လှုပ်လိုက်ပါတယ်နီးတစ်ချောင်းကိုကောင်းချင်းလေးတော့ရပါတယ်ဝါရွက်ကြည့်ရင်တော့ကောင်းချင်းတော့ခက်ကြီးကြီးလေးရပြီးတော့ဝါရွက်သေးရင်တော့ကောင်းချင်းတော့တီးသေးရပါတယ်ရှင်နေတဲ့ဟာကရိုးရိုးကောင်းချင်းတုပ်ဖြစ်ပြီးတော့ဒီဘက်များတဲ့ဘက်ကပြာရီတုပ်ဖြစ်ပါတယ်ရိုးရိုးကောင်းချင်းတုပ်ကိုတော့ကျွန်မက pressure cooker နဲ့ပြုတ်ခဲ့ပါတယ်pressure cooker နဲ့ပြုတ်တဲ့ကောင်းချင်းတုပ်က pressure cooker ရဲ့ဖိအားကြောင့်3-5တုပ်လောက်ပေါက်ပြဲပါတယ်ရှင်ဒါပေမဲ့အချိန်ကိုသက်သာပါတယ် pressure cooker နဲ့ဆိုရင်တနာရီမိနစ်20လောက်ပြုတ်ရင်ကောင်းချင်းကလုံးဝကျက်သွားပါတယ်ပြာရည်တုပ်ကိုတော့ကျွန်မကမီးသွေးနဲ့ပဲပြုတ်ခဲ့ပါတယ်ရွာမှာဆိုရင်တော့ခင်းမီးနဲ့ပြုတ်တာဖြစ်ပါတယ်ဒီမှာကတော့မီးသွေးနဲ့ပြုတ်ခဲ့ပါတယ်ရှင်အချိန်ကတော့3နာရီခွဲ4နာရီကြာပါတယ်ဒါပေမဲ့ကောင်းချင်းတုပ်လေးတွေကလုံးဝပေါက်ပြဲခြင်းမရှိဘဲနဲ့လှလှပပလေးဖြစ်ပါတယ်အဝါရောင်ကတော့ရိုးရိုးကောင်းချင်းတုပ် pressure cooker နဲ့ပြုတ်ခဲ့တဲ့ကောင်းချင်းတုပ်လေးဖြစ်ပြီးတော့ဟိုဘက်ကပြာရည်တုပ်ကတော့မီးသွေးမီးပုံနဲ့ပြုတ်တဲ့ပြာရည်တုပ်ဖြစ်ပါတယ်ပြာရည်တုပ်ကိုတကြားနဲ့အုံသီးနဲ့စားရင်လိုက်ဖက်ပါတယ်ရှင်ရိုးရိုးကောင်းချင်းတုပ်ကတော့အုံသီးလေးနဲ့နှမ်းလေးနဲ့ဖြူပြီးတော့စားရင်လည်းစိတ်လေးနဲ့အရသာရှိပါတယ်ဝါရွက်နဲ့တင်းတင်းလေးနဲ့ကောင်းချင်းဖင်ကျွန်းတုပ်လေးဖြစ်ပါတယ်ဝါရွက်မရှိရင်လည်းငပြောရွက်လေးနဲ့လှုပ်စားလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ပတ်တွေမှာလည်းကျမလှုပ်ရှားဖြစ်တာလေးတွေကိုဆက်လက်ကြည့်ရှုနိုင်မှုအတွက် channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ကြနဲ့နော်